မင်္ဂလာပါတပည့်တို့ခနေ့ဆရာပို့ချမှာတော့ Grade 12 Chemistry Chapter 1 Question and Answer ရဲ့ Episode 2ဖြစ်ပါတယ်အဲ့တော့ 1.2 ရဲ့ review question လေးကိုတွားရအောင်เนาะ page number 6 What is the result ရလကပါလေ of the transfer of electron from one atom to another atom atom တစ်ခုကနေပြီးတော့နောက် atom တစ်ခုကို electron ကူးပြောင်းခြင်းရဲ့ရလကပါလေ electron ကိုကူးပြောင်းတော့ဆရာတို့ ionic compound ပေါ့ electron ကို sharing လုပ်ရင် covalent compound ဖြစ်ပါမယ်The result of the transfer of electron from one atom to another atom is ionic bonding, electrovalent bonding. What are the necessary conditions to form an ionic compound between two atoms? Atom တစ်ခုကြားထဲမှာ ionic dropout တစ်ခုဖြစ်လာဖို့အတွက်လိုအပ်တဲ့အခြေအနေတွေပါလေ။ ionic dropout ဖြစ်ဖို့ဆိုရင် metal နဲ့ non-metal နဲ့ဖြစ်ရမယ်။သူ့ရဲ့ electronegativity difference ဒီ 1.8 တက်များရပါမယ်။ The difference in electronegativity between two atoms must be greater than 1.8 1.8 တက်များကိုများရမယ်။ One must be တစ်ခုက reactive metal ဖြစ်ပြီးတော့ another နောက်တစ်ခုကတော့ must be a reactive non-metal ဖြစ်ရပါမယ်။ which of the following ပဲတဲ့ဒီမှာပေးထားတဲ့ဇုံတွေတစ်ခုစီကနေပြီးတော့ဇုံတွေကနေပြီးတော့ can form an ionic compound ဖြစ်နိုင်တဲ့ဟာကိုရွေးပေးရမယ်ပြီးတော့ဘာကြောင့်လဲပြောမှာပေါ့ဒါဆိုရင်အခြေခံအပြင် ionic compound ဒီ metal နဲ့ non-metal နဲ့ပေါင်းဒါဆိုရင်ဒီမှာ hydrogen က non-metal ဒီမှာ oxygen non-metal ဆိုတော့ non-metal ဆိုတော့သူက covalent ပို့ဖြစ်သွားဒါမဟုတ်တော့ဘူးနောက် lithium နဲ့ oxygen က metal oxygen က non-metal ဒါဆိုရင်သူကတော့ metal နဲ့ non-metal ဖြစ်တော့ ionic compound ဖြစ်မယ်ကာဗွန်က non-metal oxygen က non-metal ဆိုတော့ covalent compound ပဲဖြစ်မယ်ဒီမှာ calcium ဒီမှာ oxygen ဒါဆိုရင် calcium က metal oxygen non-metal ဆိုတော့ metal non-metal ဆိုတော့ covalent compound ပေါ့ဒီမှာတကယ်လို့ electronegativity different တန်ဖိုးတွေပေးထားတယ်ဆိုရင်တော့ electronegativity တန်ဖိုးတွေပေးထားရင်တော့ electronegativity different ကိုရှာမယ် 1.8 တက်များရင် ionic compound ဖြစ်ပါမယ်အဲ့တော့2နဲ့4က can form ionic compound ဖြစ်နိုင်တယ် Li နဲ့ Ca ကတော့ reactive metal တွေဖြစ်ပြီးတော့ oxygen ကတော့ reactive non-metal ဖြစ်ပါတယ်အဲ့တော့ electronegativity difference က in each pair မှာဟလာ 1.8 တက်များပါမယ်1နဲ့3ကတော့မဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့သူတို့ရဲ့ electronegativity difference 1.8တက်နည်းတယ်ဒါမှမဟုတ်ဆရာတို့ reactive non-metal အချင်းချင်းပေါင်းစပ်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်Compare to given ionic compound တစ်ခုစီကို ionic compound နှစ်ခုကိုနှိုင်းယှဉ်မယ် NaCl နဲ့ CaCl2 in terms of electrostatic attraction လက်ငင်းအားနဲ့နော်လက်ငင်းအားနဲ့နှိုင်းယှဉ်မယ် strength of ionic bond ရဲ့ပြန်ရနှိုင်းယှဉ်မယ် melting point ရေးပြောမယ်နှိုင်းယှဉ်ပါမယ်ကဲဒါဆိုရင် NaCl ကခွဲလိုက်တော့ Na plus နဲ့ Cl minus plus 1 minus 1ပေါ့ CaCl2 ကခွဲလိုက်တော့ Ca plus 2 Cl က minus 1 Cl နှလုံးဆိုတော့ minus 2ဒါဆိုသူက plus 2 minus 2ဒါဆိုရင်တို့တွေရဲ့ charge တွေက CaCl2 ကပို့ပြီးတော့များတယ်ဒါဆိုရင် ion တွေရဲ့ charge တွေပုံများတဲ့ကောင်ဒီဆွဲအားပို့ပြီးတော့ကောင်းတယ်ဒါကြောင့် electrostatic attraction မှာ CaCl2 ကပို့ပြီးတော့အားကောင်းပါပဲအဲ့တော့ဆွဲအားပိုကောင်းလေလေအဲ့ကောင်ကပို့ပြီးတော့ဗာဖြစ်လဲဆိုရင်ခွဲထုတ်ရတာခက်လေလေပို့ပြီးတော့ strength ကောင်းနေတယ်ပေါ့ဒါဆိုရင် ionic bond ရဲ့ strength က CaCl2 ကပို့ပြီးတော့ကောင်းပါမယ် strength ပို့ပြီးတော့ကောင်းလေလေသူ့ကိုဖြုတ်ခွဲဖို့တက်ဆရာတော့အပူပေးတဲ့ခါမှာအပူများများသုံးရလေလေအဲ့တော့ melting point လေးမြင့်နေလေပေါ့ဒါကြောင့် CaCl2 ရဲ့ melting point က NaCl တက်ပို့ပြီးတော့မြင့်ပါမယ်ionic bonding က ionic bonding occur between 19K and 17C 19K နဲ့ 17C ရဲ့ကြားမှာဘာ ionic bonding ဖြစ်နိုင်လားကဲတော့ K က metal Cl က non metal ကဲ electronegativity တန်ဖိုးတွေပြတော့လည်းနှုတ်ကြည့်လိုက်ပေါ့နော် 3.0 တွေကနေ 0.9 ကိုနှုတ်လိုက်မယ် 2.1 ရဒါဆိုတော့ 1.8 တက်များတယ်ပေါ့ဒါဆိုရင်သူက ionic compound ဖြစ်မှာပေါ့ကဲ reason အကြောင်းပြချက်ပေးပါနော်အကြောင်းပြချက်ကတော့ metal non metal ဖြစ်တယ်နောက်ပြီးတော့ electronegativity difference 1.8 တက်များတယ်ပေါ့ illustrate the formation of the compound ကိုဆွဲပြရမယ် Lewis sample ဟုတ်ပြီ yes ဟုတ်ပါတယ် ionic compound ဖြစ်ပါတယ် it can occur between 19K and 17Cl because K is reactive metal ဖြစ်ပြီးတော့ Cl က reactive non metal ဖြစ်တယ် and also the electronegativity difference က between 19K နဲ့ 17Cl ကြားက electronegativity difference 2.1 ရပါတယ် 1.8 တက်များပါတယ်အဲ့တော့ electronegativity sorry သူတို့တွေရဲ့ Lewis structure နဲ့ဆွဲမယ်ဆိုတော့ K က 19 2.8.8.1 ပြန်မဆုံးမှာ electron တစ်လုံးရှိမယ် potassium atom ပေါ့ Cl က 17 2.8.8.7 ပြင်ပဆုံးမှာ electron 9လုံးရှိပါမယ်ဒါဆိုရင် K က outer root အရာ electron 10လုံးပြည့်ဖို့အတွက်သူ့ရဲ့အပြင်ပဆုံးမှာရှိတဲ့ electron တစ်လုံးကို Cl ကိုပေးလိုက်မယ်ပေးလိုက်တော့ K ဒီ electron ဆုံးရှုံးတော့ဘာဖြစ်သွားလဲဆိုရင် positive ion ဖြစ်သွားမယ် K+ ဖြစ်သွားမယ် 2.8.8.1 ကနေ 2.8.8 ပဲရှိပြီပေါ့ဒီမှာအာဂုံကောရပါမယ်အဲ့တော့သူကတော့ potassium ion ပေါ့နောက် Cl ကတော့ဆရာတို့ကဒီမှာ9လုံးရှိတယ်10လုံးပြည့်ကျင်တော့တစ်လုံးယူလိုက်တယ် Cl က electron တစ်လုံးယူတော့ negative ion ဖြစ်သွားတယ် 2.8.8 ဖြစ်သွားပြီးတော့သူက A ရအာဂုံကောနဲ့တူသွားပြီ chloride ion ပေါ့ဒါဆိုရင် potassium ion နဲ့ chloride ion ပေါင်းရင် potassium chloride ရပါမယ်
any sodium chloride crystal လက်တည်းတဲ့ sodium chloride ပုံစံနဲ့တတုညံတစ်ခုမှာ how many chloride ion တွေက surrounding a sodium ion in a unit cell ဧကဆဲတစ်ခုထဲမှာ sodium ion ဘယ်လောက်ဝင်ရတာအဲ့တော့ကူးပေါင်းပုံဖြစ်တဲ့အတွက်ကြောင့်နော် chloride ion တစ်ခုဒီ sodium ion 6ခုဝင်ရပါတယ်အဲ့တော့မျက်နှာပြင်6ပတ်ပါလို့6ခုဝင်ရပါတယ်ကဲအဲ့တော့မျက်နှာပြင်6ခုပါတော့6ခုဝင်ရနော်6 chloride ion are surrounding in a sodium ion အဲ့လိုပဲသူက coordination ratio ကိုမေးတော့ဝင်ရတဲ့ကောင်ဆယ်တော့လိုချင်နော် sodium ion ကို chloride ion 6ခုဝင်ရတယ်တို့ chloride ion တစ်ခုကိုလည်း sodium ion 6ခုဝင်ရပါတယ်ဒါကြောင့်သူက6ခု6ခုဆိုတော့ coordination ratio ဒီ6 ratio 6ဖြစ်ပါမယ်သူရဲ့ formula ကတော့ခြေလိုက်တော့1 ratio 1 simple ratio ဖြစ်တော့ n တစ်လုံး c ရတစ်လုံးပေါ့နော်ဒါဆိုရင်ကနေ့ဆရာပို့ချတဲ့ grade 10 grade 12 chemistry chapter 1 question and answer episode 2ကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်